အားလုံးပဲမင်္ဂလာပါရှင်မိုးလေး Oreo ပေါ် YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မိုးလေးအခုတင်ဆက်ပေးမယ့်ကာတွန်းပုံမြင်လေးကတော့တထေးကြီးအိတ်ကလေးယာဆိုတဲ့ကာတွန်းပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပုံမြင်လေးကိုမတင်ဆက်ခင်မိုးလေးရဲ့ Oreo ပေါ် YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်ရှေးအခါကဘာယာနတိပြည်တွင်တထေးကြီးအိတ်ကလေးသားဆိုတဲ့အလူအတန်းရရောလွန်းသောကြောင့်တေလွန်သောအခါတာဝရိန်သာနတ်ပြည်၌တရားမင်းဖြစ်လေ၏မှန်လူပြည်မှာငါသားလေးဘလူနေတယ်လဲဆိုတာကြီးအောင်မှာဟင်းတရေတွေဆွဲနေပြီပဲသူ့စီမှာအလူခံမိပါတယ်အရိုက်ခံရတယ်ဟာအလူမန်းတက်ကိုဖြက်စီးပြပြီးဖုံးတောင်းရာစကားနဲ့အလူခံပုတ်ကိုတို့ကိုရိုက်နှက်နှင်ထုတ်နေပါလားတာအိတ်ကလေးသားကိုကောင်းမှုကုသိုလ်ပြုစီရန်ငါဆုံးမအံကံကံဤအကျိုးပေးပုံကိုသိစေအံတို့ဖြစ်၍သားတော်ဤရုပ်ရည်နှင့်တပုံစံတည်းတူအောင်မိမိဤကိုဖန်ဆင်းလိုက်၏အိတ်ကလေးသားဤရုပ်ရည်မှာမျက်စိဆွေဤခြေခွင်ကလက်သေးကောက်၏ထို့နောက်နန်းတော်သို့ဝင်ကရှင်မင်းနှင့်တွေ့လေ၏ရှင်မင်းကြီးကျွန်ုပ်ဟာတောမီရသေးပြုကျင်တဲ့အတွက်ကျွန်ုပ်ပိုင်ဆိုင်တဲ့ဂရေ80နဲ့ဥစ္စာတို့ကိုသိမ်းယူတော်မူပါဖျားတထေးကြီးတင်ဤဥစ္စာတို့ကိုငါအလိုမရှိငါမှာဥစ္စာပစ္စည်းများစွာရှိ၏ဒါဆိုကျွန်ုပ်ရဲ့ပစ္စည်းဥစ္စာတွေကိုအလှကြီးလှူခွင့်ပြုပါပေးလှူခွင့်ပြုပါ၏အိတ်ကလေးသားအယောင်ဆောင်တရားမင်းသည်အိတ်ကလေးသားဤဇနီးနှင့်တိုင်ပင်၍ရှိသမျှဗန္နာတို့ကိုစွန့်ကြဲပေးကမ်းလေတော့သည်တထေးကြီးအိတ်ကလေးသားကျမ်းမာပါစေနေ့စဉ်အမြဲလှူနိုင်ပါစေဒီတလားလုံးစားဖို့နေရမပူပင်ရတော့ဘူးထိုချင်းရာတို့ကိုအိတ်ကလေးသားသည်တရေဆိုင်၌မူးရစ်နေသောကြောင့်မတီသေးပေအိတ်ကလေးသားသည်တရေဆိုင်မှပြန်လာစဉ်လမ်း၌ရတနာပစ္စည်းဥစ္စာများအပြည့်တင်ဆောင်လာသောလှဲများနှင့်စုံမိနေလေသည်ဟင်းငါနွားငါလှဲငါဥစ္စာနဲ့ရတနာတွေငါမပေးဘဲခိုးယူလာကြတာလှဲကိုရက်စမ်းမင်းတို့ရာဇဝေသင့်စီအံဘရင်မင်းမျက်စီကိုလိုက်ခဲ့ကြတထေးမင်းကိုယ်တိုင်အလှပေးလိုက်တာတွေလေဖယ်ပေးပါလမ်းမှာပိတ်ရမနေနဲ့လေရွာသားတို့သည်အိတ်ကလေးသားကိုရိုက်နှက်တွန်းဖယ်၍ကြားလေ၏တေးပါပြီဗျရှုပ်တယ်ရိုက်ကြစမ်းဟေးသူပဲယူကြဆိုပြီးအလှပေးပြီးတော့မှအိတ်ကလေးသားသည်နောက်မှပြေးလိုက်ခါရွှေငွေဥစ္စာတို့ကိုပြန်၍ယူလေသည်မမှတ်သေးဘူးလားငါဥစ္စာပြန်ပေးတို့နှင့်ဝိုင်းရရိုက်နှက်ကြပြန်၏ထိုအခါနာကျင်သောတံကိုမခံနိုင်၍ရွှေနန်းတော်သို့ပြေးသွားကမင်းကြီးထံတိုင်ကြားလေ၏နင်တို့ငါအကြောင်းသိစေရမယ်ဟဲ့ဘာဖြစ်လာတာတော့မောင်မင်းကိုယ်တိုင်အလူပေးပရစီလို့ရှောက်ထားပြီးမြို့တွင်းမှာမောင်းခတ်ကျင်ညာအလူပေးခဲ့တာမဟုတ်လားကျွန်တော်မျိုးမဟုတ်ရပါဖေဟာကျွန်တော်မျိုးပုံသဏ္ဍာန်အယောင်ဆောင်ထားသောသူတစ်ယောက်ဖြစ်ပါလိမ့်မယ်ဖေဟာမင်းကြီးလဲမင်းချင်းတို့အားအိတ်ကလေးသားဤနေအိမ်သို့တွားရောက်စုံစမ်းစီ၏ထိုအခါအိတ်ကလေးသားတရားမင်းကိုတွေ့ရှိ၍နန်းတော်သို့ခေါ်ဆောင်လာကြလေသည်ရုပ်ချင်းတူလှကြီးအံ့ဖွယ်တရေပေပဲဘသူကအစ်စ်လဲခွဲမရပါလားမင်းကြီးနှင့်မူးမတ်တို့သည်အိတ်ကလေးသားအတုနှင့်အစ်စ်ကိုခွဲကြ၍မရကြပေတထေးကြီးကရော်နှင့်ချွေရန်သင်းပင်တို့သည်အိတ်ကလေးသားတရားမင်း၏အနီးတွင်ထိုင်နေကြကုန်၏ငါဇနီးကသူ့ကိုငါလို့ထင်နေပြီပဲအယူငပေါ့ငါသည်ကိုးကွယ်ရမယ်ဖြစ်နေပြီဟာငါကြံရပြီအရှင်မင်းကြီးကျွန်ုပ်ဟာအိတ်ကလေးသားအစစ်အမှန်ဖြစ်ကြောင်းကိုကျွန်ုပ်ဤစတ္တာတဲ့သပင်ညက်သူသာခွဲခြားသိနိုင်မှာဖြစ်ပါတယ်
ကျွန်ုပ်ရဲ့ဦးခေါင်းမှာမှဲတစ်လုံးရှိတာကိုစတာတဲ့သာသိရှိပါတယ်ဖျားမင်းကြီးသည်စတာတဲ့ကိုခေါ်ယူ၍အိတ်ကလေးသားတို့နှစ်ဦးစလုံးဤဦးခေါင်းတို့ကိုစစ်ဆေးစေလေ၏နှစ်ဦးစလုံးနှင့်မှဲတစ်လုံးစီနေရာတူမှရှိနေပါတယ်ဖျားမိသူဟာအိတ်ကလေးသားဖြစ်ကြောင်းမဆုံးဖြတ်နိုင်ပါဖျားထိုအခါအိတ်ကလေးသားသည်မိမိပျက်စီးရတော့မီကိုတွေး၍ကြောက်လန့်ကမေမျောသွားလေတော့သည်ဟဲလောက်ကြပါအောင်တတိလစ်သွားပြီဒုက္ခထိုအခါတရားမင်းသည်အိတ်ကလေးသားအသွင်မှတရားမင်းအသွင်သို့ပြပြီးအိတ်ကလေးသားဤမျက်နာကိုရေစဉ်ပတ်ဖြန်းလိုက်ရာအိတ်ကလေးသားမှာတတိယသွားလေ၏သူဟာအိတ်ကလေးသားအစစ်ဖြစ်၏ငါကတရားမင်းဖြစ်တယ်ငါဟာငါဤဥစ္စာတွေကိုအလူပေးခြင်းဖြစ်တယ်ငါဟာကွယ်လွန်သွားခဲ့တဲ့တထေးကြီးအိတ်ကလေးသားပင်ဖြစ်၏လူဘဝတွင်ဒါနပြုမှုများလွန်းတဲ့အတွက်ကွယ်လွန်တဲ့အခါတရားမင်းစည်းစိမ်ကိုရသွားခြင်းဖြစ်တယ်ငါသားအိတ်ကလေးသားဟာမလူမတန်မဲ့ဖုံးတောင်းရာစကားတို့ကိုပင်ရိုက်နှက်ပြီးအလူမန်းတက်ကိုလည်းဖျက်ဆီးပြစ်၏ငါသားအိတ်ကလေးသားယနေ့မှစ၍အလူမန်းတက်ဆောက်ပြီးအလူများပေးပါမပေးမကန့်မလူတန်းပါကတင်ဤပစ္စည်းဥစ္စာအလုံးစုံကိုကွယ်ပြောက်စေပြီးငါဤဝရစိန်လက်နက်နှင့်ဦးခေါင်းကိုရှစ်စိတ်ခွဲကအသက်ကိုဆုံးစေအံ့အိတ်ကလေးသားအားဆုံးမပြီးတော့နတ်ပြည်သို့ပြန်သွားလေ၏အိတ်ကလေးသားတထေးသည်တန်ဝေကရရှိပြီးဒါနနှင့်သီလအမှုတို့ကိုပြုလေတော့သည်ကြည်နူးစရာကောင်းလိုက်တာချမ်းမာချမ်းသာကြပါစေဗျာအိတ်ကလေးသားတထေးကွယ်လွန်သောအခါနတ်ပြည်သို့လာရလေတော့၏အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ကျမအခုတင်ဆက်ပေးခဲ့တဲ့တထေးကြီးအိတ်ကလေးသားဆိုတဲ့ကာတွန်းပုံမြင်လေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်လာမယ့်ကာတွန်းပုံမြင်လေးတွေကြည့်ကြည့်ရင်လည်းမွန်လေး Oreo ပေါ် YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်